လေးလေးတည်င်းကျွရောက်ခဲ့ပြီတောင်းဝရိတပြည်နံကကြွမြန်လာတဲ့ဘုရားရှင်ကိုမှန်ရင်မောင်မေဆုံးကြီးစီနီရောက်ဆုံးဒီနေ့လျံလူလန်းလို့ပြည့်ဟူသောကြဒီဘုံရောက်လုံးဒီနေ့လေးတည်င်းကျွရောက်ခဲ့ပြီတောင်းဝရိတပြည်နံကကြွမြန်လာတဲ့ဘုရားရှင်ကိုမှန်ရင်မောင်မေဆုံးကြီးစီနီရောက်ဆုံးဒီနေ့လျံလူလန်းလို့ပြည့်ဟူသောကြစိတ်တကားကျဲထွန်းမာတဲ့တည်င်းကျွတူရသည်ကြာမျိုးငါမြေတင်းတုံကြီးရနံလေးပြန်မွေးတော့သည်ရွှေတို့တန်ညံ့ညံ့စီစီမီအလားရီထင်းနေရင်ကြီးအဖိဓမ္မတော်ပွေအထူးစင်တွေကြပြောရွှေမြူထူရဲလာရသည်ဘုရားကြောင့်ကံတူတူသွားတိလာတရားတွေဆောက်ပြီးမြည်ဘာဝနာတရားတွေပွားများမြည်တရားကြောင့်ကံအတူတူသွားတိလာတရားတွေဆောက်ပြီးမြည်ဘာဝနာတရားတွေပွားများမြည်အဖို့ပွားများကိုပူဇော်ကြောမြည်မိဖဆရာပူဇော်ရမည်จิตใจချုံငါလွန်အေးချမ်းလာသည်ဒီမသာနေတရားသည်ကာရဝရှိဦးကြီးကဘာမရှာတဲ့မြမတို့ရဲ့လာတရားဖြစ်ပြီးတည်င်းကျွပြီးတည်င်းကျွပြီးတည်င်းကျွပြီးတောင်းရင်းနဲ့ပြည်နံကကြွမြန်လာတဲ့ဘုရားရှင်ကိုမန်ရင်မောင်မေဆုံးကြီးစီနီရောက်လုံးဒီနေ့လျံအိမ်ငိုင်းထွန်ကြီးပူဇော်ရသည်စိတ်ကလေးကျဲထွန်းမာတဲ့တည်င်းကျွတူရသည်ကြာမျိုးငါမြေတင်းတုံကြီးရနံလေးပြန်မွေးတော့သည်ရွှေတို့တန်ညံ့ညံ့စီစီမီအလားရီထင်းနေရင်ကြီးဘိဓမ္မာတော်ပွေအတူစင်တွေကြပြောရွှေမြူထူရဲလာရသည်ဘုရားကြောင့်ကံတူတူသွားသီလတရားတွေဆောက်တည်မြည်ဘာဝနာတရားတွေပွားများမည်ဘုရားကြောင့်ကံအတူတူသွားသီလတရားတွေဆောက်တည်မြည်ဘာဝနာတရားတွေပွားများမည်အဖို့အပွားများကိုပူဇော်ကြောမြည်မိဖဆရာပူဇော်တတ်၏မြတ်တိုင်းချုံငါလွန်အေးချမ်းလာသည်ဒီမသန်နေတရားသည်ကာရဝရှိဦးကြီးကဘာမရှာတဲ့မြမတို့ရဲ့လာတရားဖြစ်ပြီးတည်င်းကျွပြီးတည်င်းကျွပြီးတည်င်းကျွပြီးတောင်းရင်းနဲ့ပြည်နံကကြွမြန်လာတဲ့ဘုရားရှင်ကိုမန်ရင်မောင်မေဆုံးကြီးစီနီအောင်လုံးခိနေလျံအိမ်ငိုင်းထွန်ကြီးပူဇော်ရသည်